ပါရမီရှင်ကောင်းလေးတယောက်ဖြစ်ပေမဲ့စာမေးပွဲဒီမှာအမြဲတမ်းတမင်သက်သက်အမှတ်မရအောင်လုပ်လို့ရှိပါတယ်။ဒါကြောင့်ကျောင်းမအားလုံးကသူ့ကိုအမှတ်မရှိဘရင်လို့ခေါ်ကြပါတယ်။တရက်မှာတော့ဆရာကရုပ်သံအစီအစဉ်တစ်ခုကနေညဉ့်စမ်းပြိုင်ပွဲကျင်းပမယ်။အနိုင်ရတဲ့သူကိုစုချင်းတွေအမြောက်များပေးမယ်လို့ကြေညာလိုက်ပါတယ်။စာမေးပွဲမှာအမှတ်အကောင်းဆုံးရတဲ့ကျောင်းသားတယောက်တည်းကိုပဲကျောင်းကိုယ်စားလှယ်ဖြည့်ရွေးချယ်မှာပါ။ဒီတစ်ခါတော့ဒါလ်ဘိုကသူဟာပါရမီရှင်တယောက်ဖြစ်ကြောင်းလူတိုင်းကိုတက်တည်ပြဖို့ဆုံးဖြတ်လိုက်ပါတယ်။စာမေးပွဲစတဲ့အချိန်မှာအားလုံးကအဖြေတွေအေးဖို့အာရုံစိုက်နေကြပေမဲ့ဒါလ်ဘိုကတော့အေးအေးဆေးဆေးအိတ်ငိုက်နေပါတယ်။စာမေးပွဲပြီးဖို့မိနစ်အနည်းငယ်ပဲလိုတော့တယ်လူဆရာကပြောလိုက်တဲ့အခါမှာဒါလ်ဘိုကဖြည်းဖြည်းချင်းထပြီးအဖြေတွေစောက်ရေးပါတယ်။အဖြေလွှာတွေကိုစစ်ဆေးတဲ့အခါကလေးအများစုကစာမေးပွဲကျနေကြပါတယ်။ကျောင်းသားတယောက်ကအမှတ်အများကြီးရထားတာကိုမြင်တော့ဆရာမကအဖြေလွှာတွေဆက်မစစ်နဲ့တော့ဒီထက်ပိုပြီးအမှတ်ကောင်းတဲ့သူမရှိနိုင်တော့ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဆရာတယောက်ကအဖြေအားလုံးမှန်ကန်နေတဲ့အဖြေလွှာတစ်ခုကိုတွေ့သွားပါတယ်။ဒါဟာတခြားသူမဟုတ်ပဲအမှတ်မရှိဘရဲလို့အခေါ်ခံရတဲ့ဒါလ်ဘိုရဲ့အဖြေလွှာဖြစ်နေပါကြောင်းအားလုံးအံ့အားသင့်သွားကြပါတယ်။ဒီသတင်းဟာကျောင်းတစ်ကျောင်းလုံးကိုတော်မီလို့ပြက်လန်းသွားပြီးအားလုံးကဒါလ်ဘိုကိုအံ့ဩတကြီးကြည့်နေကြပါတယ်။ကျောင်းမှာအမြဲတမ်းပထမရတဲ့ချန်ဆူဟာသူ့ထက်အမှတ်ပုံများတဲ့သူရှိလာတာကိုပထမဆုံးချိန်ကြုံတွေ့လိုက်ရတာပါ။သူကသူ့ထငယ်ချင်းတွေကိုစုယုံပြီးဒါလ်ဘိုကစာမေးပွဲမှာခိုးချခဲ့တာဆိုတဲ့ကောလာဟလတွေကိုကျောင်းထဲမှာပြန့်နှံ့အောင်လုပ်ခိုင်းလိုက်ပါတယ်။မကြခင်မှာပဲကျောင်းတစ်ကျောင်းလုံးမှာဒါလ်ဘိုခိုးချတယ်ဆိုတဲ့သတင်းအမှားတွေပြန့်နှံ့သွားပါတယ်။အန်အောဘိုကောင်းတာကဆရာတွေတောင်မှအဲ့ဒီကောလာဟလတွေကိုယုံကြည်သွားပြီးတခန်းလုံးရှေ့မှာဒါလ်ဘိုကိုလူလိန်လို့ပြောကစူပူကြပါတော့တယ်။ဒါလ်ဘိုကကျွန်တော်မခိုးချပါဘူးလို့ပြောပြီးမြဲဘယ်သူမှမယုံကြပါဘူး။နောက်ဆုံးမှာတော့ဆရာကညံစမ်းပြိုင်ပွဲကချန်ဆူကိုမရွေးချယ်လိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဆရာကဒါလ်ဘိုကိုဝန်ခံကလေးလက်မှတ်ရေးခိုက်ပါတယ်။ဒါလ်ဘိုကအဲ့ဒါကိုညင်းဆန်းလိုက်ပြီးကျွန်တော်ခိုးချတယ်ဆိုတာကိုဆရာတော့မှဘာတတ်တယ်ရှိလဲလို့မေးလိုက်ပါတယ်။ဆရာကကျောင်းတစ်ကျောင်းလုံးကဒီလိုပဲပြောနေတာလေဒါတတ်တယ်မဟုတ်ဘူးလားလို့ပြန်ပြောပါတယ်။အဲ့ဒီအချိန်မှာပဲဒါလ်ဘိုကရုံးခန်းတက်ကဆရာမတယောက်ကိုတွေးလိုက်ပြီးစင်ခုတစ်ခုရသွားပါတယ်။သူကဆရာကိုကျွန်တော်ဒီရုံးခန်းထဲကထွက်သွားတဲ့နဲ့ဆရာနဲ့အဲ့ဒီဆရာမတို့ဖောက်ပြန်နေကြတယ်ဆိုပြီးကောလာဟလတွေရောက်ပြန်ပြီးမယ်လို့ပြောလိုက်ပါတယ်။ဆရာဟာအရန်ထိတ်လန့်သွားပါတယ်။အဲ့ဒီနောက်ဒါလ်ဘိုကအဲ့ဒီသတင်းကအလိမ်ညာပါဆိုတာကိုဆရာတက်တယ်မပြနိုင်ခင်တော့ဆရာရဲ့နှုတ်ထွက်စာကိုရေးပြီးကျောင်းကနေထွက်ဖို့ပြင်ထားလိုက်ပါလို့ပြောပြီးရုံးခန်းထဲကနေထွက်လာခဲ့ပါတော့တယ်။